တောင်စုရွာလေးလာပါစွာရှိတယ်ယူတာကျူတာကြတယ်တောရွာလေးဝဲလေယာစိုက်ခင်းရနဲ့အတမွေးလာရဲ့ရွာသူရွာသားများဟော်ရကြတယ်စိတ်လန်းလို့ဆိုပြတယ်လေခွင်ပြင်းကြည့်ကြည့်လို့အမောပြတယ်အောက်စုပိုင်ဝဲတဘာဝတာတဲ့ကွယ်တောင်စုရွာလေးလာပါစွာရှိတယ်ယူတာကျူတာကြတယ်တောရွာလေးဝဲလေယာစိုက်ခင်းရနဲ့အတမွေးလာရဲ့ရွာသူရွာသားများဟော်ရကြတယ်စိတ်လန်းလို့ဆိုပြတယ်လေဝင်ပြင်းကြည့်ကြည့်လို့အမောပြတယ်အလေးပေးအကွယ်ရကျိုးရွာကျိုးတဲဖို့ကြရဝဲဆရာတော်ဥဝိသေထာဥဆောင်မှုနဲ့တောင်စုရွာလေးငြိမ်းချမ်းနေတယ်အောက်ချမ်းသာကျောင်းတိုင်းကြီးဝဲတည်ထားကိုဝဲတယ်ဘုံမျိုးမဆုံးတဲ့တကယ်မဟာဝိရအောက်ချမ်းသာစီတော်ကြီးခွဲစုတာတကယ်နှစ်စင်နှစ်တိုင်းကျင်းပလေလေတွေရာဒီရောက်တိုင်းကလေးများအတွက်ကိုကွယ်ရင်ကြည်လိမ္မာသင်္นานဖွင့်ငါရဲ့ဘာသာသမဏထိမရဖို့သင်ကြားပေးတယ်ဆရာတော်ရဲ့စေတနာကြီးမာပေတယ်ရွာမှာအစင်လာရှိကြတော့မယ်ရှိကြတော့မယ်တပေါင်းကဆိုရင်ကိုယ်တရားပွဲတော်ကြီးကျင်းမှကြလိမ့်မယ်ရိုးရတလေးထုံနှံအစင်လာကွယ်နှစ်တကူမယ်ပြောတယ်ပြောတယ်တောင်စုရွာလေးကိုအရောက်လမ်းခဲ့ပါကွယ်တော်တဘာဝတော်ရဲ့အနာတွေမြင်ရလိမ့်မယ်အေးချမ်းလို့နေတဲ့စိန်လန်းလို့ဝေတယ်စပါးဆိုင်ခင်းကြီးများရဲ့ပနာတက်မှပေတယ်ရွာဝဲကားလည်းရှိတယ်အိမ်မဲမြို့နယ်ဝဲတောင်စုရွာလေးလာပါစွာရှိတယ်စုလာတကယ်နှစ်စင်နှစ်တိုင်းကျင်းပလေတယ်နေရာဒီရောက်တိုင်းကလေးများအတွက်ကိုကွယ်ရင်ကြည်လိမ္မာသင်္นานဖွင့်လာရဲ့ဘာသာသမဏသိညာကိုသင်ကြားပေးတယ်ဆရာတော်ရဲ့စေတနာကြီးမာပေတယ်ရွာမှာအစင်လာရှိကြတော့မယ်ရှိကြတော့မယ်တပေါင်းလားဆိုရင်ဘွယ်ဖျားဝဲတော်ကြီးကျင်းမှကြလိမ့်မယ်ရိုးရတလေးထုံနှံအစင်လာကွယ်နှစ်တကူမယ်ပြောတယ်ပြောတယ်တောင်စုရွာလေးကိုအရောက်လမ်းခဲ့ပါကွယ်တော်တဘာဝတော်ရဲ့အနာတွေမြင်ရလိမ့်မယ်အေးချမ်းလို့နေတဲ့စိန်လန်းလို့ဝေတယ်စပါးဆိုင်ခင်းကြီးများလည်းပနာတက်မှပေတယ်ရွာဝဲကားလည်းရှိတယ်အိမ်မဲမြို့နယ်ဝဲတောင်စုရွာလေးလာပါစွာရှိတယ်